သူမကိုအားပေးကြတဲ့ပရိသတ်တွေကိုကျေးဇူးတင်ချစ်ခင်တဲ့အကြောင်းအခုလိုပြပြလာတဲ့မိထက်လူကျတို့လိုချစ်စနိုးခေါ်ကြတဲ့မိထက်လူကဘောလုံးကန်ရမှာပါရင်ပါသူလေးဖြစ်တယ်လို့ရုပ်ရည်လေးကလည်းချစ်စရာကောင်းသူလေးတယောက်မို့ပရိသတ်ချစ်ခင်အားပေးမှုတွေကိုရရှိထားတဲ့သူလေးပါရှင်အားပေးတဲ့သူတွေရှိတယ်လို့ဝေဖန်တိုက်ခိုက်မဲ့သူတွေကလည်းလောကသဘာဝအတိုင်းရှိထားပြန်ပါတယ်နော်ဝေဖန်တိုက်ခိုက်နေလေမိထက်လူကတော့ဘသူ့ကိုမှအပြစ်မတင်ခေါင်းနဲ့မထက်ပဲသူမလှုပ်ရှားရှိတဲ့အရာတွေကိုသာဒီဇိုင်းမမနဲ့လှုပ်ဆောင်တတ်ပါတယ်မြန်မာပရိသတ်တွေကတော့မိထက်လူကိုဂိုးလက်ကောင်းသူလေးအဖြစ်လဲချစ်ခင်နေကြပါတယ်။ဘောလုံးကစားရမှာလဲတကူကောင်းစိတ်မရှိပဲအသင်းသားအားလုံးနဲ့အပေးယူမျှမျှကစားတတ်ပါတယ်။အသင်းသားတိုင်းနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးကိုတိစောက်ထားနိုင်တဲ့သူလေးဆိုလည်းမမှားပါဘူးရှင်။အမေရိကန်မေဂျာလိဂ်မှာလည်းပါဝင်ကစားနေတယ်လို့သူမရဲ့အရေးအခြေအနေကိုလည်းရောက်တဲ့အရက်တိုင်းမှာထုတ်ဖော်ပြသတတ်ပါတယ်။ဒါ့အပြင်နိုင်ငံချစ်စိတ်အပြည့်ရှိတဲ့မိထက်လူကလိုအပ်တဲ့အချိန်တိုင်းမှာတော့အမြဲအစင်းသင်းရှိနေတတ်ပါတယ်။နိုင်ငံခြားကနေစေအကုန်အကြခံကျောင်းစာပြတ်ခံပြီးပြန်လာပြီးတော့မြန်မာပြည်မှာဘောလုံးပြန်ကစားခဲ့ပြီးမြဲသူမအတွက်တော့အမှန်ကျန်တဲ့နှမ်းထွက်မကိုက်ခဲ့ရတဲ့အခြေအနေကအများခဲ့ပါတယ်။ဒါကြောင့်လဲတချို့ပရိသတ်တွေကမိထက်လူကိုစိတ်သက်ကြပြီးတော့မြန်မာနိုင်ငံကိုပြန်မလာဘဲနေလိုက်မှာကိုစိတ်ပူနေကြသလိုတချို့ပရိသတ်တွေကြတော့လေကိုယ့်အတွက်အခွင့်အရေးမရှိတဲ့နေရာကိုယ့်ကိုမလိုအပ်ဘူးလို့ထင်တဲ့နေရာမှာမနေသင့်တဲ့အကြောင်းထောက်ပြပြောဆိုနေကြတဲ့အထိပါ။မြန်မာမျိုးသမီးအသင်းကိုပြန်လည်အားပေးမှုတစ်ခဲနဲ့ရရှိအောင်စွမ်းဆောင်နိုင်ကြတဲ့သူတွေထဲမှာတော့မိထက်လူလည်းပါဝင်ခဲ့ပါတယ်။သူမရဲ့ချစ်စရာဟန်ပန်မူရာနဲ့ golden skill တွေကပရိသတ်တွေရဲ့အားပေးမှုတွေကိုအများကြီးရရှိစေခဲ့တာကတော့အမှန်ပါပဲရှင်။မိထက်လူကရိုနယ်ဒိုကိုအိုင်ရော့ဖြစ်အားပေးနေတယ်လို့သူမရဲ့ခေါင်းတိုင်စွမ်းရည်တွေကလည်းရိုနယ်ဒိုလိုမျိုးအစစ်မြင့်တဲ့ဂိုးသွင်းချက်တွေကိုတွေ့ရမှာဖြစ်ပါတယ်။ဒါကိုကြည့်ခြင်းအဖြစ်မိထက်လူကိုအားပေးကြတာကသူ့ရဲ့ရုပ်ရည်တစ်ခုတည်းကြောင့်မဟုတ်ပဲဂိုးသွင်းစွမ်းရည်တွေကြောင့်လည်းပါဝင်မဲဆိုတာသိသားပါတယ်။ဘောလုံးကန်ရမှာလည်းအရေးချင်းရှိတယ်လို့ရုပ်ရည်လေးကလည်းချောမလှပတာကြောင့်အားကစားနဲ့ပတ်သက်တဲ့ကုန်ပစ္စည်းကြော်ညာတွေမှာလည်းကြော်ညာမော်ဒယ်အဖြစ်ကမ်းလှမ်းခြင်းကိုခံနေရပါတယ်။အခုဆိုရင်မိထက်လူကနိုင်ငံခြားကုမ္ပဏီတွေကပါကြော်ညာရိုက်ကူးဖို့အတွက်ကမ်းလှမ်းခံနေရတဲ့အထိအောင်မြင်မှုရရှိထားတာဖြစ်ပါတယ်။ဝါသနာပါရဘောလုံးအားကစားမှာထူးချွန်တယ်လို့မိဘတွေဖြစ်စေခြင်းနဲ့ဆရာဝန်မကြီးဖြစ်ဖို့အတွက်လည်းကြိုးစားနေရှာပါတယ်။ဒီလိုမျိုးအဖက်ဖက်ကပြည့်စုံထက်မြက်နေတဲ့မိထက်လူကိုပြည်သက်တွေအားပေးချစ်ခင်ကြတာကမဆမ်းပါအောင်ရှင်။တလောကချွတ်ပေါ်လာတဲ့သတင်းတွေထဲမှာတော့မိထက်လူကစစ်တပ်ကအရာရှိကြီးသမီးဖြစ်တဲ့ဆိုတဲ့သတင်းတွေကပြန့်နှံ့လာခဲ့သေးတာပါ။ဒါကြောင့်လည်းမိထက်လူကိုဆက်ပြီးတော့အားပေးမယ်ဆိုတဲ့အဖွဲ့နဲ့ဆက်ပြီးတော့အမပေးတော့ဘူးဆိုတဲ့အဖွဲ့ကနှစ်ဖွဲ့ကွဲသွားခဲ့ပါတယ်။မိထက်လူကတော့ဒီသတင်းနဲ့ပတ်သက်ပြီးတော့ဘာတစ်ခုမှပြန်မတုံ့ပြန်ခဲ့ပဲသူမလှုပ်ရှားရှိတဲ့အရာတွေကိုသာအကောင်းဆုံးလှုပ်ဆောင်နေခဲ့ပါတယ်။သူမကိုအစင်အမြအားပေးနေကြတဲ့ပြည်သက်တွေကိုကျေးဇူးတင်ချစ်ခင်တဲ့အကြောင်းအားပေးရတာနဲ့ထိုက်တောင်အကောင်းဆုံးစူးစမ်းသွားမှာဖြစ်တဲ့အကြောင်းလည်းပြောကြားထားပါတယ်နော်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တို့ရောအခုချိန်ထိမိထက်လူကိုဆက်လက်အားပေးနေကြတဲ့အဖွဲ့တွေကလားမိထက်လူအတွက်အားရှိစီမဲ့အားပေးစကားလေးတွေကိုလည်းအောက်ကကွန်မန့်မှာပြောသွားပေးခဲ့ကြပါအောင်နော်။အဆုံးထိကြည့်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။